ဟာဒီဘောလီရင်ကဘလို့ပြလို့ငါ့အရာခွေးပေါ်ကြားလာတာလဲ ဘုန်းကြီးမင်းကြည့်တော့လေကိုညီမလေးအရင်လိုသဘောထားပါဆိုတာကိုအတန်းတန်းပြောထားပါရဲ့ငါမျက်နှာကမထောက်မင်းလုပ်ရတယ် Oh no အဖေရဲ့အမေဆုံးတာ10နှစ်ကျော်ပြီဒီချိန်ထိနေလာခဲ့ပြီမှာကိုကဘလို့စိတ်ရမ်းနေထောင်ဝင်ပြီမိမလိုချင်ရတာတော့ သားရဲ့တပင်လဲမူတပင်တူတဲ့ဦးမင်းမစွမ်းဖြစ်လာတဲ့အခါမှာအမိရှာတဲ့သဘောပါကွာ မလေးလေးတိုးတောင်းပြီးမိမလိုချင်တာကိုအိုမင်းမစောနေပါနဲ့အဖေခေါင်းစဉ်တက်မနေနဲ့တော့ကိုကျမကြီးကိုတခြားကြည့်အောင်တော့ဖေးကိုတချမ်းလေဖြတ်တာလို့ဘိန်းတော့ဆရာနဲ့ကူပြီးတော့ကိုတောင်မွေးလောက်တာမကြသေးဘူးကိုထက်လည်းပြီးတော့ကိုကျင်းတဲ့ဂျိုင်းသားကိုလှမ်းမြော်ပြီးကိုတို့ကကိုရှာသလိုဖြစ်နေပြီနော် အဲ့ဒီလိုကျမ်းမာရေးမကောင်းဘူးပြုစုဖို့အတွက်ယူမယ်လို့ပြောတာပေါ့ကွာဟေ့အောင်ငါမိဘနော်မင်းငါဆရာမလုံးနဲ့မနေ့ကငါဆန္ဒလေးကိုဒီအိမ်ကိုတခါတည်းခေါ်လာခဲ့လိုက်မယ်ဒါပဲဆန္ဒဒါအကိုကြီးရဲ့သားမိုးညိုတဲ့တားကြီးဒါအဖေကြီးရဲ့မိမအစ်စ်ကလေးဆန္ဒတဲ့ဒါသူကတော့ဆန္ဒရဲ့သမီးကြည်ပြားတဲ့မောင်နှမတွေပေါ့ကွာဟိုကိုညီမလေးအရင်သဘောထားမယ်နော်သား ဩတဖင်နဲ့ထွက်တာမဟုတ်ဘလို့ဝါပြီမောင်နှမချင်းလို့သဘောထားပါဗျာ ဟိုဘယ်လိုရှောက်ပြောနေတာတော့ဒီကောင် ကြည်ပြားတော့လေကိုရင်တယောက်လို့သဘောထားမှာပါလို့တို့ကလည်းလေဟိုကိုသားရင်းလေးတယောက်လို့သဘောထားမှာပါသားရဲ့ အမလီကောင်းပါလေဗျာကောင်းပါလေအခုလိုမိသားစုတွေတူးနဲ့တူးချစ်ချစ်ခင်ခင်ကျင်ကျင်နာနာနဲ့နေရတာကိုမြင်နေရတာကိုအခုရောက်ဝင်းတာနေတာ ဟုတ်ကဲ့ပါဖေဖေ ဩအမလေးလေးအပန်းလဲချွတ်ပြင်တာအဖေသူ့ကိုပါယူလိုက် ဘာရှောက်ပြောနေတာတော့ဟောဒီကောင်ကွာ ကိုကြီး ဗျာ ဟန်နီမွန်ခရဘယ်တော့သွားမှာလဲလို့ ဩဆန္ဒလေးကွာဒီညနေပဲစီစဉ်ပြီးပြီလေလို့ ကျွန်တော်အဖေဒီအိုကြီးအိုမမတန်မစွမ်းလေးကိုခေါ်ပြီးဘယ်ဟန်နီမွန်းသွားကြမှာလဲ ဩသားရဲ့ဟိုနီးနနာလေးငွေဆောင်ကန်းကျင်နေမှာသားရဲ့ ဩကန်းချင်ဆိုတော့လေကတဖြူးဖြူးနဲ့ပေါ့အဖေဒီတကထက်ပြီးလေဖြတ်လို့တော့အဖေကိုဘိန်းတော့ဆရာလဲနိုင်မှာမဟုတ်တော့ဘူးနော်အသက်ကိုညံဆောင်ဥစ္စာကန်ဆောင်တဲ့ကိုအန်ဒီရဲ့ကိုကြည့်ရှောင်းတော့နော်ဒါကြောင့်ရှေ့လူကြီးတွေပြောတာအကျိုးစော်အကန့်မော့တဲ့အောက်ဆီဂျင်ပိုက်တန်းလန့်နဲ့အဖေကနှဲမုတ်ချင်သလိုဖြစ်နေတာတောင်းပါပါတယ်နောက်နောက်လဲဒီလိုငရဲကြမဲ့စကားမျိုးတွေတာမပြောတော့ပါဘူးဖေကတောင်းပါပါတယ် ဟုတ်ဟဲ့ကောင်မပြောတော့ဘူးဆိုတော့တော့ဘာရှောက်ပြောနေမှမသိဘူးဒီကောင်လူကြီးကိုကဲဆန္ဒလေးဟိုအကိုကြီးတို့ဟန်နီမွန်ထုတ်ဖို့တဲ့ပြင်ဆင်ကြအောင်လေနော် ဟုတ်ကဲ့ပါကိုကြီးကိုကြီးကိုကြီး ဟာလေ ညီမလေးတယောက်တည်းမအိပ်ရလို့ မင်းရနေမယ်ဟန်နီမွန်းသွားနေလိုက်ပါလေ သူတို့ကမခေါ်လို့မလိုက်သွားတာဘောလို့ဟိုညီမလေးကလေတယောက်တည်းမအိပ်ရဘူးညီမလေးကအိပ်လို့ရှိရင်လေဘေးနားမှာတယောက်ရှိမှအိပ်ရတာ ဩဘေးနားမှာတယောက်ရှိမှအေးရတာဆိုတော့နင့်တငယ်ချင်းတွေငါတော့ခေါ်ပေးရမှာလား ကိုကြီးကလည်းမိုးချုံနေပြီလေဘလို့လို့ခေါ်လို့ရအောင်မလဲလို့ဟိုကိုကြီးခက်တယ်မှလိုက်တာ ဟာအဲ့လိုရမလားဟာအိုးရင်ထားအိုးရင်ထိကြိုးချင်းထားကြိုးချင်းကြီးကွိုင်မှုရှော့ကြိုက်ပြီးအနိနဲ့တွေကိုမှားကုန်မယ် Oh no ဘာလဲကိုကြီးကမယိုးသားလို့လား ငါရိုးသားတယ်မသိတော့လို့ပြောနေတာရှင်းလား တင့်တော်တာရယ်မတင့်တော်တာရယ်နောက်မှပြောအခုညီမလေးအိတ်ချင်နေဟဲ့ မနေဟဲ့လို့ငါပြောနေဟဲ့လို့ငါပြောနေဟဲ့လို့ငါပြောနေတယ်ဟဲ့လို့ပြောနေတယ်လေဟာမရဘူးလေအဲ့လိုမသိတော့ဘူးလေ အတင်ထုတ်သွားမယ်နော်အဖေမရှိလို့လိုက်တာ ဟမ်ဒါမြန်မာစကိုင်းကြိုက်နေတာမဟုတ်ဘူးဘလို့စိတ်တယ်မျိုးနဲ့ငါတညာလုံးဘလို့ထိုင်းကြည့်နေရမှာမိုးရဲမြန်မြန်လဲမှာတော့နှမအကုန်ညားကုန်တော့မယ်ဟာဘာကြီးဒီဘောလီရင်ကဘလို့ပြလို့ငါ့အရာခွေးပေါ်ကြားလာတာလဲ Oh no ကိုကြီးအဲ့ဒါညီမလေးဟာညီမလေးပူလို့ချွတ်တိုင်းနဲ့ပြစ်ကြသွားတာ ဒီအိမ်မှာနေကြောင်တဲ့နေတာမဟုတ်ဘူးတရယောက်ကြားလေးရှိတယ်ဟာအနေတိုင်းစင်ကြီးအောင်တော်တော်အကုသို့များတယ်ဟာမရောက်လားဝါဟာဝါ အကိုဒါကြည်ပြတို့အိမ်လာရှင် ဟုတ်တယ် ညီမကကြည်ပြတန်ငယ်ချင်းပါလာနေတာပါရှင်ကြည်ပြရေကြည်ပြတန်ငယ်ချင်းတို့ရောက်နေကြလားအေးငါတို့လာလေကဟိုခဏဆောင်ငါထပ်လာခဲ့မယ်ကိုကြီးညီမလေးပေါ်လီကြီးပြန်ပေးအောင် ဟ
ဘောလီအိမ်ကောင်းတဲ့အဆင့်ကြီးရောက်နေနော် ငါပြောပါတယ်တော်တော်ခီးရောက်နေပြီတော့ တဲ့ ဟဲ့ဘာပြောနေကြလဲခဏလေးဆောင်ငါဆင်းလိုက်ခဲ့မယ် ဒါဒီမှာလာတိုင်း ဟဲ့မိမညီညက်ပါတဲ့အေးရအဆင်ပြေရဲ့လား ပြေးပါတယ်ဟာနင်းအင်းလို့တရားမကြောက်တော့ဘူးလားမကြောက်ပါဘူးငါကိုကြီးခက်တယ်မှာသွားအိတ်တာ ဟမ် ဟမ် ညက်သူခနဲ့သွားလိုက်တယ် ငါပြောပါတယ်တော်တော်ခီးပေါက်နေပြီတော့ ဟဲ့ဒီလိုနဲ့ကဘာတွေးနေကြလဲငါရိုးတတကိုကြီးခက်တယ်မှာသွားအိတ်တာပါဟာ ယူသားတယ်တဲ့ယူသားတယ်ဆိုတော့လေယူသားတယ်ပေါ့အေး အေးပါဟဲ့ ဟဲ့အရင်လိုနေကောင်မတမ်းရှိရောဘူးဟာဒါမဲ့စပင်းကြီးကကြမ်းပြီးတော့အခွားရတဲ့တွေ့ရနော် စိတ်ညစ်ပါတယ်ဟဲ့ငါစပင်းနဲ့ပတ်သက်ပြီးတော့အမြင်သားကျင်နေပါတယ်ဆိုကားမှပဲ ဘာမှမပူနဲ့အနာရှိရင်စိတ်ရှိ ကိုကို ဗျာ ညလေးကိုတသက်လုံးကျူးဆိုင်ပါလားယင် ရှက်တပ်ပံ10ဘောနဲ့45ရက်တိတိကိုမခွဲပဲတတော်တော်နဲ့ဂူးဆိုင်နေဦးမှာဗျာ ကိုကိုကတော့အပေါ်ကြီးပြောပြရင်အနားမှာအမြဲတတွဲတွဲဆိုတော့ညလေးကပန်းပွင့်လေးဖြစ်နေမယ်ဆိုရင်ရော ညာလေးကပန်းပွင့်လေးဖြစ်မယ်ဆိုရင်ကိုကပြောင်းဝကြီးလေးကိုစုံမဲ့ပြားအောင်လေးပေါ့ ဒါဆိုလို့ရှိရင်ညလေးကလေကွက်ကလေးဖြစ်နေမယ်ဆိုရင်ရော ညာလေးကလေကွက်ကလေးဖြစ်မယ်ဆိုရင်ကိုကလေပေါ်ဆမ်းမိုးရအောင်ထုံပေးမယ်နွားကြီးပေါ့အမောဟဲ့ညမဖြစ်တယ်ပြောသား အမှန်တိုင်းပြောမှာလား အမှန်တိုင်းပြောငါ့ကိုမလိန်နဲ့ စိတ်ကူးထဲမှာလေကိုကြီးကညီမလေးကိုဒီ TikTok လက်ဖက်ဆိုင်ဟက်ကုတ်ဘူးလေးနေပြီးနေရတဲ့အဲ့ဒါနဲ့ညီမလေးကချစ်လို့ဆိုပြီးအဘွားပြတ်ပြီးလိုက်တာ ဟာနေစိတ်ကူးတဲ့မှာနေငါ့ကိုအဖွားတွေပြလိုက်တာဟုတ်လားငါဘောတော့မလုံုံတော့ဘူးငါဘောတော့မလုံုံတော့ဘူးနေခန်းနဲ့ကူထွက်လိုက်ငါခန်းနဲ့ကူထွက်သွားလိုက်ကွာ ဘာဖြစ်လို့လဲစိတ်ကူးပဲဟာလက်တွေ့မှမဟုတ်တဲ့ဟာကြီး စိတ်တက်တော့ပြပမခံနိုင်ဘူးငါဆိုတဲ့ကောင်မကြိုက်ဘူးဆိုရင်လေအမှုတော်မရှိဘူးနေနားလေလားတနာလို့နင့်ကိုအခန်းထဲဝင်ခွင့်ထွက်ခွင့်ပေးတတာအဲ့ဒီလိုအခွင့်ရတဲ့အသုံးချဖို့မဟုတ်ဘူးစတေးတွေဇရိုက်တွေလာပြီးမပြနိုင်ငါခန်းထဲမှာငါဘောတော့မလုံုံတော့ဘူးသွားနေကူထွက်သွားအခုငါခန်းထဲထွက်သွားဘလို့မလာနဲ့ငါခန်းထဲကို ကြည့်ရဘာဖြစ်တာလို့ ကိုကြီးစနာသမီးတို့ရည်ရည်ထင်ပါတယ်ကိုကြီးရဲ့ ဘာမှမဘူးနဲ့ဒီကိစ္စကိုပြေလည်အောင်ဖြေရှင်းပေးမယ်နော်ဟာမောညိုဗျာ လောင်းဒီကိုမင်းပါဘယ်ကိုညီမလေးလို့သဘောထားပါလို့မင်းကငါအတိုင်တိုင်ပြောထားရသားနဲ့မင်းငါမျက်နှာပေါ်မထောက်ဘူးပြည့်တယ်ဟမ်မပါလို့ ဟဲ့နေခနဲ့ငါသမီးငိုပြီးထွက်လာတာလေ ဩဒါလားကျွန်တော်ရှင်းပြမယ်ဗျာ ဟဲ့ရှင်းပြမနေနဲ့တစ်ရှက်ကနေနှစ်ရှက်ငါအဖြစ်မခံနိုင်ဘူးဒီကိစ္စကိုမိတာဝန်ယူဖို့သာပြင်ထားလိုက်တော့ ဖေးပါသားနဲ့မရပါသမီးများပြီဘလို့ဒီတော့ရွှေမြို့ဆက်မှမသိတော့အကုန်လုံးရှုပ်ထွေးကုန်အဲ့လိုဖြစ်လာမယ်မှန်းသာသိရင်လေပထမဆုံးငါခန်းနဲ့ဝင်လာတဲ့ညဆိုတဲ့ဟိုကအဲ့ဒီညမကားတွေတည်းကလို့ကိုဦးတို့နိုင်လူတို့လို့ငါတခါတည်းကြမ်းပစ်လိုက်အောင် ကိုကိုနောက်လာကြရင်မင်္ဂလာပွဲနော်အဲ့ဒါလေမင်္ဂလာပွဲကြလို့ရှိရင်တဲလေးစပင်းလေးလှနေအောင်လေဒီစစ်တော်လက်ဖက်စင်ဟက်ကုတ်လေးယူပေးပါလားကိုကိုရဲ့တဲလေးစပင်းနဲ့ကြံပြီးဖြူလို့မရအောင်လို့ ကောင်းမလိမ့်ပါလား ဟေးကောင်ဖြေခင်နေနော် အမလေးလေးအဲ့ဒီကျေးဇူးရှင်မိဘကြီးကဓမ္မောက်နေရလဲလူထုဆွမ်းပြတယ်ပဲ့လိမ့်မယ် ကိုကိုတဲလေးစပင်းကိုဘယ်လိုမြင်လဲ တဲလေးသမီးကိုဘလို့မြင်လဲဆိုတော့အဲဇောင်းထဲမှာပြေးနေတယ်လေမြင်းမကြီးအမေလိုပဲမြင်တယ် အမလေးသူများစပင်းကိုမြင်မရဲ့အမီလို့ပြောနေ ဟေးကောင်ဖြေခင်နေလို့ငါပြောနေရနော် အဲ့ဒီကျေးဇူးရှင်မိဘကြီးကလည်းလေအပန်ဟိုးထွက်လို့မရဘူးနေရောညာကိုလေနင်းပါဇက်ကိုတပံကအဝတ်နဲ့စုပ်ထားမယ် အမဖေဖေသမီးမစတဲ့အဝဲဆိုတော့မယ်လို့ပြောနေ ဟေးကောင်မောင်ကျော် နေရောညာကိုချစ်ပါမယ်ကျေးဇူးရှင်မိဘကြီးရဲ့အဲ့လောက်ကြတော့လေငါဘဝဝမ်းသာဖို့တွေကောင်းနေပြီဟဲ့စစ်တော်ဟဲ့ကုတ်ဘူးလေးတွေကို
50 gram နဲ့80 gram ဆိုပြီးတော့စိုင်နှမျိုးနဲ့ထုတ်လုပ်ထားပြီးတော့စံသားကျန်းချင်းတွေလက်ဖက်စိမ်းဟဲကုတ်စပင်းနှခွဖြစ်နေခြင်းတွေရေမွေးဟဲကုတ်မွေးကြောက်နေသောစံသားများတွေဖျောင်းဟဲကုတ်ပျက်စီးနေသောစံသားများတွေတန်လွင်စီဟဲကုတ်စပင်းချိုချင်းဖြစ်နေသူများတွေဗီတာမင် E ဟဲကုတ်ဆိုပြီးတော့5မျိုးထုတ်လုပ်ထားပါတယ်ခင်ဗျာရှင်နန်းတင်းတင်းလေးတွေနဲ့စက်ကပ်မှုလုံးဝမရှိတဲ့စစ်တော်ဟဲကုတ်ဘူးလေးတွေကိုအမြင့်မြင့်နဲ့ရှိစတိုးဆိုင်များအလှကုန်ဆိုင်များမှာဝယ်ယူရရှိနိုင်ပါပြီခင်ဗျာစံသားပြဿနာကင်းဝဲဖို့စစ်တော်ဟဲကုတ်သုံးကြစို့